ဒီတစ်ခါဂျပန်စားကျင်လာတာနဲ့ရာမင်ဆိုင်လေးစားနေကြရာမင်ဆိုင်ရှင်ဆန်ဂူမီဆိုရဲဆိုင်လေးရှိတယ်ပေါ့နော်အဲ့ဆိုင်လေးကအခုနောက်ထပ်အသစ်တစ်ခုဖွင့်နေပေါ့ဒီကယ်လီဖိုးနီးယား LA ကောင်တီထဲမှာရှိရဟမ်ဘရာဆိုရဲမြို့နယ်လေးထဲမှာထပ်ဖွင့်နေပေါ့နော်ပထမ original ဆိုင်လေးက Rose Me ဆိုရဲမြို့နယ်လေးထဲမှာရှိတယ်ပေါ့နော်အဲ့ဒါနဲ့အဲ့မြို့နယ်လေးကဆိုင်ကတော့ original ဆိုင်ကတော့သူရာမီယာစားကောင်းတော့ဆိုင်လေးကလည်းနည်းနည်းကျင်းတော့သူတအားဆောင်ရတယ်ပေါ့နော်အဲ့ဒါနဲ့ဒီဘက်အသစ်ဆိုင်ခွဲဖွင့်တာကိုလာ try ကြည့်တယ်ပေါ့နော်ထုံးစံဆိုတော့ California မှာဆိုတော့ဒီလို ramen soup တပွဲကိုဆိုရင်ဆိုင်ပေါ်မူတည်ပြီးတော့$18 to $20ပေါ့နော်ပြီးတချို့ဆိုင်တွေကတော့ကိုထပ်အဲ့တယ်လို့ပေါ့ကျုပ်လေးအမလားတခြား item လေးအမလားပေါ့ဒီပြီးတက်သွားတာပေါ့နော်30လောက်ထိလည်းရှိတယ်ပေါ့တပွဲကိုဒါပေမဲ့လည်းဒါလေးကတော့ပုံမှန်$20လောက်ပေါ့နော်အဲ့သူတို့စီမှာနောက်တစ်ခုကအဲ့ popular ဖြစ်တာအဲ့ spicy hakata ramen ပေါ့နော် miso soup တွေလည်းကောင်းတယ်ပြီးတော့သူတို့ cha soup ဒီ pot belly ကတော်တော်လေးကောင်းတယ်ပေါ့နော်အဲ့ဒါလေးနဲ့ခေါက်ဆွဲသားလေးတွေကလည်း fresh ဖြစ်တယ်အဓိကကတော့ဒါပါပဲဇန်နဝါရီအသားကင်တွေရတော့သူတို့က$4 to $7 ဆိုတချောင်းချင်းယူတာတော့ site clear သေးတော့တိတ်မတန်တယ်လို့ခန်းစားရတယ်ပေါ့နော်အဓိကသူတို့ French fry လေးကိုသူတို့ရဲ့ soup base ထဲမှာအဲ့နှစ်ဆိုင်လဲ spicy အဲ့ soup ထဲမှာနှစ်ဆိုင်တော်တော်စားလို့ကောင်း